ဒီဘက်ပိတ်ရဲ့အိမ်မှာကျွန်တော်အကျော်လေးလှုပ်ရှားဖြစ်ပါတယ်စီးထဲမှာပစုံစာရွက်ကြော်ရောင်းနေတာတွေ့လို့ဒါတစ်ထောင်မိုးဝယ်လာတာပါပစုံစာရွက်တွေကလမ်းဘေးအလေးကျပေါက်တဲ့အပင်ဖြစ်တာမို့လို့ရေပြောင်းအောင်ဆေးပူလိုပါတယ်အကျော်မုတ်ကတော့ကျွန်တော်ရွှေလေးပြအကျော်မုတ်ကိုပဲသုံးထားပါတယ်စာအရသာမုတ်အနေငယ်ထည့်လိုက်ပါမယ်ဒီလိုအနေထားလောက်ဆိုရင်ကြော်လို့ရပါပြီအိမ်မှာဘုံလေးရှိနေတာနဲ့ကျွန်တော်ဘုံလေးနဲ့ပါရောပြီးကြော်လိုက်ပါတယ်အချင်းကြီးကတော့လွယ်လွယ်ကူကူနဲ့အရသာရှိတဲ့ဖန်အချင်းကြီးလေးကိုပဲကျွန်တော်ပြောလိုက်ပါတယ်မကြီးရည်တွေကိုငံပြားရည်ပဲမုံကျုံဖြူနနံပင်ငရုတ်သီးမုတ်ထည့်လိုက်ရင်တကယ်ကိုအရသာရှိတဲ့အချင်းကြီးတစ်ခါကိုထားပြီးဖြစ်ပါတယ်စားကြပါဦးနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးနှုတ်ဆက်ပါတက်တာ